အားလုံးပဲမင်္ဂလာပါမနေ့က18ရက်နေ့8လပိုင်း2026ညနေ4နာရီချိန်မှာတော့သူနာကွင်းကြီးထဲမှာတော့ ARD SC ဝန်မှန်သင်းနဲ့ SC ဂျိုတောင်စင်ကာပူကလပ်သင်းတို့ဟာအကျိတ်နယ်ရှင်နယ်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ရဲ့ပွဲ highlight တွေကိုကျွန်တော်ပြန်လည်ပြီးတော့တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ ARD သင်းကတော့၄ခုမရှိနဲ့နိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်ARD အသင်းကတော့ပထမပိုင်းမှာတော့တော်တော်လေးအချိတ်ဆက်နားလည်မှုတွေလွဲပြီးတော့ရှိပေမဲ့လည်းပွဲပထမပိုင်းပြီးဆုံးချိန်မှာတော့တကူမရှိနဲ့ဦးဆောင်ထားနိုင်ပါတယ်ဒုတိယပိုင်းမှာတော့ဝင်းသိန်းကြီးထုံးတို့လင်းမြင့်မို့တို့လူစားလဲခဲ့ပြီးတော့ဝင်းသိန်းကြီးထုံးနဲ့လင်းမြင့်မို့တို့ရဲ့တွင်ကို3ကိုနဲ့ပွဲပြီးဆုံးချိန်မှာတော့4ကူမရှိနဲ့အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲမှာတော့ထူးချီကျူးရမှာတော့ ARD တင်းရဲ့ကစားသမားထူဝင်းတော်တော်လေးပတ်စင်နေကောင်းတယ်ခင်ဗျာတို့ long shot တွေတော်တော်လေးကောင်းပါတယ်ခင်ဗျာသူရဲ့ဖြတ်တင်ပေးဖို့မှုတွေတော်တော်လေးတိကျတာတွေ့ရတယ်ခင်ဗျာဒီနေ့ပွဲစဉ်မှာတော့နည်းငယ်ချေမပေါ်ခဲ့တာတော့ကျွန်တော်တို့ ARD SC တင်းရဲ့ ready corner နည်းငယ်ချေမပေါ်ခဲ့တာတွေ့ရတယ်ခင်ဗျာဒါကြောင့်ဒုတိယပိုင်းမှာတော့လူစားလဲပြီးတော့ဝင်းသိန်းကြီးထုံးတို့လင်းမြင့်မို့တို့ထည့်ခဲ့တယ်ခင်ဗျာဒါကတော့ပထမ9ပါခင်ဗျာဂျပန်ကစားသမားသွင်းခဲ့တာဖြစ်ပါတယ်ဝင်းသိန်းကြီးထုံးကတော့ပွဲပြီးအနာဒီမှာပြောခဲ့တာကတော့သူ့ကိုနီးပြကတော့ ARD အတင်းရဲ့နီးပြသူ့ကိုမှာခဲ့တာကတော့လူစားမလဲငယ်သူ့ဘာမှာခဲ့လဲမေးတော့သူပြောတာတော့တို့တင်ရပေါ့နီးပြပြောတဲ့ crop ball တွေတင်တယ်ပေါ့မင်း area ထဲမှာနေရာယူပြီးတော့အဆုံးသတ်ပေးဖို့အဲ့ဒါလေးတခုမှားခဲ့တယ်လို့ပြောတယ်တော်တော်လေးလှုပ်ဖြစ်ခဲ့ပါတယ်ဝင်းသိန်းကြီးထုံးရဲ့ကျွန်တော်တို့ကန်သွင်းချက်တွေပေါ့ဒါကတော့ဒုတိယ9ပါတော်တော်ကောင်းပါတယ်တတိယ9လည်းတော်တော်ကောင်းပါတယ်လင်းမြင့်မို့ပေါ့လင်းမြင့်မို့ကတော့တော်တော်လေးအလားလာရှိတဲ့ကစားသမားပေါ့နမလေးစင်အသင်းမှာတော့သူ့ကိုတိတ်ပြီးတော့ပွဲထုတ်ကတိတ်မရဘူးနော်အကြည်တန်းအသင်းတွေမှာတော့ဒါပေမဲ့တော်တော်ကောင်းပါတယ်တော်တော်ကောင်းတယ်သူက ISP ရနဲ့ငှားလာကစားတဲ့ကစားသမားဖြစ်ပါတယ်ဒါဆိုရင်ဘယ်ချီလေးနဲ့ကနေတော်တော်လေးတိကျပါတယ်သူကလည်းလက်ရှိနေမှာဝန်မန်လီမှာပထမရာသီမှာကိုသွင်းများဆုံးကစားသမားဖြစ်နေပါတယ်တော်တော်ကောင်းပါတယ်လင်းမြင့်မို့ဒါတော့တတိယ9ပါဒါတော့တော်တော်လေးကောင်းတဲ့ဒါအခွင့်အရေးကိုနည်းနည်းလေးလင်းမြင့်မို့တုံးချတာနည်းနည်းလေးတိတ်မတိကျဘူးကွနော်နည်းနည်းလေးဒါတော့စရုပ်ထ9ပေါ့၄ခုမြောက်ဝင်းသိန်းကြီးထုံးပါပဲဧရိယာတွေကနေပဲဒါအပိုင်နေရယူပြီးတော့တွင်းခဲ့တာဖြစ်ပါတယ်လာမယ့်20ရက်နေ့မှာလဲ ARD တင်းကတော့ကျွန်တော်နောက်ထပ်အသင်းတစ်သင်းနဲ့ရှင်းတန်းကစားသွားမှာလည်းဖြစ်ပါတယ်ဒါတော့ပွဲပြီးဆုံးချိန်မှာတော့ ARD SC မြို့သမီးတင်းကတော့၄ခုမရှိနဲ့နိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်အားလုံးဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်မှတ်ချက်တွေကိုတော့ comment မှာရေးသားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တက်ရှူတိုင်းငိုဝင်ကြပါစေခင်ဗျာ